ဒီနေ့ကတော့လေကိုရွှေရှင်းတဲ့နန်းကြီးတို့လှုပ်ဆောင်မှာပါရေဆေးထားတဲ့စက်သားကိုအတုံးသေးသေးလေးလှီထားမယ်ပြီးရင်စားစနွန်းချုံမုတ်လူနဲ့နေပြီးမှဖြစ်ပါတယ်ပြီးရင်အနှစ်သက်ပွဲအတွက်စက်သွန်နဲ့စက်သွန်ဖြူတွေကိုကျိတ်ဆက်ထည့်ပါမယ်ရောင်တင်မုတ်နဲ့ထည့်ပြီးတော့ကျိတ်ပါမယ်ဖြစ်ပါတယ်ဒါကတော့ပါဝင်ပစ္စည်းတွေပါစီရဲ့စက်သားရဲ့ပါပထမဆုံးအိုးပူပေးမယ်စီလေးထည့်မယ်စီပူလိုက်ကျိတ်ထားတဲ့အနှစ်တွေထည့်ပါမယ်ပြီးရင်နည်းနည်းလေးမှွေပေးရပါမယ်ရှင်အနှစ်တွေမှွေးလာပြီဆိုလို့ရှိရင်စက်သားလေးကိုထည့်ပြီးတော့ပထမဆုံးရေလေးခမ်းသွားအောင်အရင်ဆုံးလုံးပေးရပါမယ်ချက်သားရေလေးခမ်းအောင်အဖုံးလေးအုပ်ပြီးတဲ့အခါမှာတော့ဖွင့်ကြည့်ပြီးတဲ့အခါမှာနည်းနည်းတော့မှွေပေးရပါမယ်မတူအောင်ပါပြီးရင်လုံးရီလေးနည်းနည်းထည့်ပါမယ်ပြီးလို့ရှိရင်တေချာလေးပြန်မှွေပြီးတော့အဖုံးလေးအုပ်ထားပေးရမှာဖြစ်ပါတယ်ချက်သားလေးရေခမ်းလာရင်တော့ရပါပြီရှင်ခောက်ဆွဲလေးပြုတ်ဖို့အတွက်ယူနီအိုတည်ထားပါမယ်နော်ပြီးရင်ကကြတော့ဒီခောက်ဆွဲလေးကိုသုံးထားပါတယ်အရင်ဆုံးခောက်ဆွဲအိုးထဲထည့်မယ်2မိနစ်လောက်ကြာတဲ့အခါမှာတော့ရေစစ်ပြရပါမယ်ရှင်နန်းကြီးတုပ်ဖို့အတွက် ready ဖြစ်ပါပြီရှင် ingredient လေးကတော့စက်သွန်စိမ်းလေးတော့ထည့်ပါမယ်သမြာသီးလေးရယ်ကြက်ဥလေးပြုတ်ထားတာရယ်ချက်သားကြော်လေးရယ်ထည့်ပါမယ်နော်ကိုလိုအပ်တဲ့ပမာဏကိုကန်တကူထဲထည့်မယ်စက်သွန်စိမ်းလေးထည့်မယ်စီတက်ထားတဲ့စက်သားလေးထည့်ပါမယ်ရှင်ပဲကြက်မုတ်လေးကိုထည့်ပါမယ်အဆက်စားနိုင်တော့ငုတ်တီကြက်မုတ်ထည့်ပေါ့နော်ပြီးရင်အချိုမုတ်လေးနည်းနည်းတုံးထားပါတယ်ငကြိုင်နည်းနည်းတုံးထားပါတယ်ဒီမှာအချင်းအနေနဲ့ကတော့ကျမကတော့သမြာသီးကိုတုံးထားပါတယ်ရှင်ပြီးရင်တော့အားလုံးကိုနှက်ဆက်သွားအောင်နေပေးရပါမယ်ရှင်အိမ်မှာတော့နနပင်အလွယ်တကူမရှိတဲ့အတွက်ကြောင့်မလို့မထည့်ထားပါဘူးရှင်ပြီးရင်တော့အရသာအပေါ့ငန်းလေးမြည်ပြီးတော့ပကန်းထဲကိုထည့်ပြီးတုံးဆောင်လာပါပြီရှင်ကျေးဇူးတင်ပါတယ်